အားလုံးပဲမင်္ဂလာပါဗျာဒီနေ့မှာတော့ကမ္ဘာဖလားပွဲစဉ်တွေတဲကပရိသတ်တွေအဆောက်အအုံဆုံးဖြစ်တဲ့ကမ္ဘာချန်ပီယံအာဂျင်တီးနားအသင်းနဲ့ပြင်သစ်အသင်းတို့ရဲ့အုပ်စုပွဲဥထွက်ပွဲစဉ်တွေရောက်ရှိလို့လာခဲ့ပါပြီတခြားနှစ်ပေါက်ကြီးတွေကိုတေချာကိုးကားပြီးဒီညနဲ့မနက်ဖြန်မနက်ပိုင်းမှာကစားမဲ့အုပ်စုအဆင့်၄ပွဲလုံးကို9ပေါ်9အောက်အမြင်တွေနဲ့အတူတေချာဆောက်ချသုံးသပ်ပေးသွားပါမယ်ဗျာဒီသုံးသက်ချက်ဟာအချက်လက်အခြေခံသုံးသက်ချက်သာဖြစ်လို့အတူတူရင်ခုန်ကြည့်ရှုပေးကြဖို့တောင်းဆိုချင်ပါတယ်ဗျပထမပွဲစဉ် France နဲ့ Senegal အုပ်စုရဲ့ပွဲဥထွက်ပွဲကောင်းတစ်ပွဲဖြစ်ပြီးပေါက်ကြီးမှာပြင်သစ်က1.526နဲ့အလေးတာနေပြီးအာဖရိကကြားစီနီဂေါက9.3နှစ်ပေါက်ထားပါတယ်ဗျပြင်သစ်တိုက်စစ်ကတော့ကမ္ဘာအဆင့်ရှိတာမို့အဖွင့်ပွဲမှာဂိုးရဖို့ရုန်းကန်ရမှာမဟုတ်တလို့စီနီဂေါကလည်းခြေစွမ်းမှာကြောလို့တံပြန်တိုက်စစ်နဲ့ဂိုးပြန်ရနိုင်ပါတယ်နှစ်သင်းစလုံးဂိုးအပြန်လန်တွင်းရင်2-1ရလက်မျိုးနဲ့ဂိုးပေါ်သွားဖို့များပါတယ်ဗျဒုတိယပွဲစဉ် Iraq နဲ့ Norway ဒါကလည်းအုပ်စုရဲပွဲစဉ်ဖြစ်ပြီးဥရောပက Norway အသင်းကပေါက်ကြီး1.233နဲ့အပြတ်သက်အလေးတာနေပြီး Iraq ကတော့16ထိပေါက်ထားလို့အဆင့်တန်းကွာခြားချက်ကြီးမားပါတယ်ဟာလန်တို့ဦးဆောင်လာမဲ့ Norway တိုက်စစ်က Iraq ခံစစ်ကိုအကောင်းဆုံးအဝိရှော်သွားမှာဖြစ်လို့3-0လောက်နဲ့ Norway တို့ဂိုးပြတ်နိုင်မဲ့ဂိုးပေါ်ပွဲစဉ်ဖြစ်နိုင်ပါတယ်ဗျတတိယပွဲစဉ် Argentina နဲ့ Bulgaria အုပ်စုရဲပွဲစဉ်ဖြစ်ပြီးလက်ရှိကမ္ဘာချန်ပီယံအာဂျင်တီးနားကပေါက်ကြီး1.454နဲ့အပြတ်သက်အလေးတာနေပါတယ်အယ်ဂျီးရီးယားက8.85ထွက်နေပါတယ်အာဂျင်တီးနားရဲ့ကစားကွက်စီစဉ်မှုနဲ့ကျဲပွင့်တွေရဲ့စွမ်းဆောင်ရည်ကအဖွင့်ပွဲမှာပရိသတ်တွေကိုဂိုးမိုးရွာပြဦးမှာတေချာတလောက်ရှိလို့3-0ဆိုတဲ့ရလဒ်မျိုးနဲ့ဂိုးပေါ်ဘက်ကိုပဲရွေးချယ်ချင်ပါတယ်ဗျာစတုထပွဲစဉ်အော်စတြေးလျနဲ့ဂျော်ဒန်အုပ်စုရဲ့နောက်ထပ်ပွဲစဉ်ဖြစ်ပြီးဥရောပကအော်စတြီးယားကပေါက်ကြီး1.435နဲ့အသာရနေပြီးအာရှကဂျော်ဒန်က8.95ထွက်နေပါတယ်ဩစတြီးယားဟာကစားကွက်ကျစ်လစ်ပြီးခန်းစစ်သားပြီးကစားတတ်တယ်လို့ဂျော်ဒန်ကလည်းအဝေးကွင်းမှာခန်းစစ်အသေးပိတ်ပြီးတရေတမက်ရအောင်ကစားလာဖို့များပါတယ်။ဒါကြောင့်ဩစတြီးယားကပဲပွဲကိုထိန်းကစားရင်း2-0လောက်နဲ့နိုင်သွားမဲ့ဂိုးအောက်ပွဲစဉ်ရွေးချယ်ထားပါတယ်ဗျာကဲ။အဖွဲ့သားတို့အနေနဲ့ကောဒီည၄ပွဲထဲမှာပြင်သစ်နဲ့အာဂျင်တီးနားတို့ဂိုးပြတ်နိုင်မလား။မိမိတို့ရဲ့အကြိုက်ဆုံးအသင်းတွေကို comment မှာရေးပေးခဲ့အောင်နော်။ဗီဒီယိုကိုသဘောကျရင် like နဲ့ subscribe လုပ်ထားဖို့မမေ့ပါနဲ့ဦးဗျာအားလုံးပဲကံကောင်းကြပါစေ။နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်။